အကယ်၍ဒီချက်ရှစ်ချက်ကိုလုံနေပါကလူကြီးမင်းဟာလူမဟုတ်ပဲကြောင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်နံပါတ်1အချက်ကအမြဲအိတ်ချင်နေခြင်းဘလောက်ပဲအေးရေးဝဝတနေကုန်ထက်အိတ်နေခြင်းသေးရင်နံပါတ်2အချက်ကအမြဲအစားပဲတွေးနေတခုခုစားနေရင်တော့မှနောက်ဘာဆက်စားမလဲဆိုတာစဉ်းစားနေရင်အချက်3ကလူတွေနဲ့စကားမပြောချင်တော့ဘူးဖုန်းနဲ့ message ဝင်လာတယ်တိတယ်ဖတ်တော့ဖတ်တယ်စကားမပြောချင်သေးလို့ခဏလောက်မတိချင်အောင်စောင့်နေတာပေါ့နော်နံပါတ်4အချက်ကဧည့်သည်လာရင်သို့မဟုတ်လူစိမ်းတွေမြင်ပျောက်သွားတတ်တာတကားခောက်တန်ကြနဲ့ဘယ်သူမှမမြင်အောင်ချက်ချင်းပျောက်သွားတတ်တာပေါ့နော်နံပါတ်5အချက်ကလူတွေကိုတိတ်တိတ်လေးစောင့်ကြည့်တတ်ခြင်းမပြောဘူးဒါပေမဲ့အကုန်လုံးသိတယ်မျက်စိထဲမှာထည့်ထားတယ်အချက်6ကဂယုစိုက်စေခြင်းနဲ့ဒါပေမဲ့ကိုအစဉ်ပြေတဲ့အချိန်မှာဘယ်သူမှကိုနားမလာရင်စိတ်မကောင်းဒါပေမဲ့လာပြီဆိုရင်လည်းစိတ်ရှုပ်လို့တယောက်တည်းဝေးဝေးမှသွားနေခြင်းအချက်9ကခိုင်းတာမကြိုက်ခြင်းကိုဘာသာကိုလုံးမယ်ဆိုရင်ရတယ်ဒါပေမဲ့တယောက်ကလုံးလိုက်ပါလို့လာပြောရတယ်မလုံးချင်တော့ဘူးနောက်ဆုံးအချက်ကအမားလုပ်ပြီးဘာမှမဖြစ်တယ်လို့နေတတ်ခြင်းကိုကလည်းအမားလုပ်သေးတယ်မသိတယ်လို့မလုပ်တယ်လို့နဲ့ရုပ်တည်နဲ့ဘာဖြစ်ချင်လဲဆိုပြီးစိုက်ကြည့်နေတတ်ခြင်းဒီအချက်တွေက9ချက်တက်ပို့ပြီးတူနေပြီဆိုရင်တော့ဂုံယူပါတယ်လူကြီးမင်းကကြောင်တကောင်လုံးလုံးဖြစ်နေပါပြီ